သူများတွေ Happy New Year လို့အော်နေတဲ့အချိန်မှာကျမကတရက်နေ့ကနေ9ရက်နေ့ထိထောင်9ရက်တီတီကြာသွားတယ်ပေါ့နော်အဲ့ဒီထောင်ကိုဘယ်သူမှထည့်ခဲ့တာမဟုတ်ပါဘူးကျမကိုယ်တိုင်အဲ့ဒီထောင်ထဲကိုလူလူချင်းချင်းနဲ့ဝင်ခဲ့တာဖြစ်တယ်ပေါ့ဘာကြောင့်လဲဆိုတော့လူတွေကကိုမသေးတော့ဘူးဒီတိုင်းပဲရှင်သန်နေမယ်အမြဲတမ်းပဲချမ်းသာနေမယ်အမြဲတမ်းပဲပျော်ရွှင်နေမယ်အမြဲတမ်းပဲလွတ်လပ်ပျော်ပါနေရမယ်ဆိုတဲ့လွတ်လပ်ခြင်းအတိကင်းမဲ့ခြင်းဆိုတဲ့အရာတွေခံစားနေရတဲ့အချိန်မှာတတိဆိုတဲ့အရာကိုမေ့နေကြတယ်။တည်ခြင်းတရားဆိုတာကိုမေ့နေကြတယ်။ဒါကြောင့်ကျမတို့တတိဆိုတဲ့အရာကိုပြန်ကပ်ဖို့အတွက်တတိဆိုတဲ့ထောင်ထဲကိုကျမဝင်ရောက်ခြင်းဖြစ်တယ်ပေါ့နော်။ဒါကြောင့်ကျမတတိဆိုတဲ့ထောင်ထဲမှာကျမ9ရက်တီတီနေခဲ့တယ်။ဒီ12လပိုင်းတစ်လလုံးမှာကျမရဲ့စိတ်ကိုကျမပြန်စစ်ဆေးတယ်။ကျမဘာတွေဖြစ်ချင်ခဲ့လဲ။ကျမလှုပ်ချင်တာတွေကဒါတွေလား။ကျမဖြစ်ချင်တာတွေကဒါတွေလား။ကျမအမှန်တကယ်ရှောက်ချင်တဲ့လမ်းဟာဒီလမ်းလားဆိုပြီးကိုပြန်လဲကျမစမ်းစစ်တယ်ပြန်လဲကိုဟို remind နေလုပ်တယ်ပေါ့နော်။လုပ်ပြီးတဲ့အခါကျတော့ကျမ Happy New Year မှာလဲနှစ်တစ်ကိုပေါ့နော်။ဘာတွေနဲ့စကျင်လဲဆိုတော့တကယ်ကိုသတိတရားတွေနဲ့တကယ်ကိုအတိတရားတွေနဲ့စကျင်နေဆိုရယ်စိတ်တစ်ခုနဲ့ကျမဘာလုပ်လဲဆိုတော့တရားစခန်းတစ်ခုကိုကျမဝင်သွားတယ်အဲ့တရားစခန်းတစ်ခုကဘယ်နေရာလဲဆိုလို့ရှိရင်အောင်ဒုက္ခတရားစခန်းဖြစ်တယ်ပေါ့နော်ကျမတို့ကဒီဟာဒီဒုတိယအနေနဲ့ယောဂီဟောင်းအနေနဲ့ကျမတို့ဝင်ရောက်ခြင်းဖြစ်တယ်ပထမတစ်ချိန်ကတော့ကျမတို့ဒီအောင်ဒုက္ခတရားစခန်းပေါ့နော်အောင်ဒုက္ခတရားစခန်း9နေရာရှိတယ်ကျမဝင်ခဲ့တဲ့ပထမဆုံးနေရာကတော့ဒီလှဲကူပေါ့နော်လှဲကူမှာကျမလှဲကူအောင်ဒုက္ခမှာဝင်ခဲ့တယ်ပေါ့နော်ကျမဒုတိယအချိန်မှာယောဂီဟောင်းအနေနဲ့ဒီရှမ်းစုမင်္ဂလာတုံးမှာပဲကျမဝင်ခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီခါမှာ9ရက်လုံးမှာကျမတို့ဒီဖုန်းနေလည်းမယူပါဘူးအဓိကကိုယ်စိတ်ကိုပြန်လဲစစ်ဆေးရမှာဖြစ်တဲ့အတွက်အပြင်ကိလေသာတွေဝင်မှာကြောက်တဲ့အတွက်အပြင်ကိလေသာတွေဝင်မှာဆိုတဲ့အတွက်ဖုန်းတွေရောကျမတို့မိသားစုတွေအရာရာတိုင်းကိုဖြတ်ချပြီးတော့ကိုဘာဖြစ်နေလဲကိုဘယ်နေရာရောက်နေလဲကိုခန္ဓာဘလို့လဲကိုစိတ်ကဘလို့လဲဆိုတော့တိတိကျကျစစ်ဆေးလို့ရအောင်ဒီနေရာကိုကျမတွားရောက်ခြင်းဖြစ်တယ်ပေါ့နော်ထောင်ဆိုတော့ကျမတင်စားမှုတစ်ခုပေါ့အဲ့ဒီနေရာမှာဘာတွေသိလာလဲဆိုတော့ကျမတို့ထင်နေတဲ့အမှန်တရားတွေကျမတို့ဖြစ်နေတဲ့အမုန်းတရားတွေကျမတို့ဖြစ်ပေါ်နေတဲ့ချစ်ချင်းတရားတွေကဒါတွေဟာမမြဲသောတရားတွေပါလားမမြဲသောအရာတွေပါလားနောက်ပြီးတော့ကျမတို့နဲ့ကပ်ရဲ့မှာတည်မင်းဒီအနီးကပ်ရှိနေပါလားဆိုတာကိုအမြဲတမ်းသတိချက်မိအောင်ဒီနေရာလေးကပြုပြင်ပေးတယ်ဒီနေရာလေးကသတိအကျဉ်းချင်းပေးတယ်ဒီနေရာလေးမှာပဲအကျဉ်းချင်းကျမတို့စိတ်ကိုလျှော့ပုတ်ခဲ့ရတယ်တနေ့ကို6ချိန်တရားအလုပ်လုပ်ချိန်ရှိပါတယ်တနေ့ကို6ချိန်ပေါ့နော်အဲ့ဒီမှာ9ချိန်ဒီကျမကပြင်းထန်ဖြာပေါ်မှာပဲကိုယ့်ရဲ့ပေါ့နော်ဝကြွေးတွေကိုယ့်ရဲ့လိုချင်တဲ့အရာတွေကိုဖြာပေါ်မှာပဲပေးဆက်ပြီးတော့ကျမတို့ယူခဲ့ရတာဖြစ်တယ်ဖြာပေါ်မှာတင်9ချိန်တိုင်းတစ်ချိန်တိုင်းရင်ကျမတို့တနားကြီးကြပါတယ်အဲ့ဒါကို9ချိန်တရားထိုင်ချိန်က9ချိန်ပေါ့နော်တရားနာချိန်က2ချိန်နဲ့ဆိုအားလုံး9ချိန်အလုပ်လုပ်ရပါတယ်အဲ့ဒီပေါ်မှာဖြာပေါ်မှာပဲကျမတို့ဝေဒနာတွေပေးဆက်ရတယ်ဒီဖြာပေါ်မှာပဲငုတ်တုတ်ထိုင်ရင်းသားနေပြီးတော့တရားအလုပ်လုပ်နေတဲ့အချိန်မှာတီးခံစောင့်ကြည့်ခန္ဓာကြီးရဲ့ဖြစ်ပုံပြက်ပုံတွေကိုတေချာကြည့်ရတယ်တေချာလေးလာရတယ်တေချာစောင့်ကြည့်အကဲခတ်နေရတယ်ဒီစိတ်ကလေးကဘာဖြစ်သွားလဲခန္ဓာကြီးကအတ္တဘောကြီးပါလားငါတို့ဒီခန္ဓာကိုယ်ကိုလှပအောင်အခုဆိုနှခမ်းဆိုနှခမ်းနီလေးနဲ့လှပအောင်မျက်နှာဆိုလဲလှပအောင်လင်းရတယ်နော်နောက်ပြီးတော့အင်ကြီးလေးတွေဝစ်ပေးရတယ်ခန္ဓာကြီးကိုလက်ကလေးတွေဆိုလက်သေးနီလေးတွေစိုးပေးရတယ်ချက်တောက်ကလေးဆိုရင်လှပတဲ့ဖက်နှက်ကလေးတွေစီးပေးနေရတယ်တို့ပေမဲ့လည်းကျမတို့ဒီခန္ဓာကြီးကိုနေ့တိုင်းပြုပြင်ပြောင်းလဲသွားတယ်ဆိုလဲဥမာပေါ့ကွာဖြူအောင်တိုက်ရတယ်ပေါ့ပြောချင်တာဒီလောက်တောင်ပြုပြင်ပြောင်းလဲပြီးတော့အမြဲတမ်းတရွတ်တရနဲ့ထားတဲ့ခန္ဓာကိုယ်ကြီးဟာအချိန်တိုင်းမှာဖောက်ပြန်နေတယ်ကျမတို့ရဲ့စိတ်တွေကလည်းတရားထိုင်ချိန်နဲ့ထိုင်ချိန်ကတစ်ချိန်နဲ့တစ်ချိန်လည်းမတူပါဘူးခန္ဓာကိုယ်ကြီးကလည်းကိုယ့်ရဲ့ခန္ဓာနဲ့ကိုယ့်ရဲ့စိတ်တွေတောင်အချိန်တိုင်းမှာဖောက်ပြန်နေနိုင်လို့ရှိရင်သူများတဦးတယောက်ရဲ့စိတ်ကိုထိန်းချုပ်ဖို့လည်းမလွယ်ဘူးသူများတဦးတယောက်ရဲ့စိတ်ကိုပိုင်ဆိုးဖို့လည်းမလွယ်ဘူးသူများတဦးတယောက်ရဲ့ခန္ဓာနဲ့စိတ်ကိုလည်းပိုင်နဲ့ကျူးလွန်ဖို့မလွယ်ဘူးဒါဟာလည်းရလို့ရတော့ခဏပဲဆိုတာကိုဘာဖြစ်လဲကျမတို့တတိချာချာသိခဲ့ရတယ်ကျမတို့ဟာ coach တွေဖြစ်တဲ့အတွက်ကိုယ်စိတ်ဒီရှင်းလင်းနေမှာဖြစ်မယ်ကိုယ်စိတ်ဒီကြည်လင်းနေမှာဖြစ်မယ်ကိုယ်စိတ်ဒီအမြဲတမ်းအရှိတရားတိုင်းလက်ခံဖို့ကိုယ်စိတ်ဒီဖြူစင်းနေဖို့ဒါကိုကျမတို့ကိုယ်တိုင်လေ့ကျင့်ရမှာဖြစ်တယ် coach တွေဒီမဖြစ်မနေတရားထိုင်တဲ့တယ်ကိုနားမလဲပဲနဲ့သူများကိုဆရာသွားလို့မရပါဘူးကျမတို့စိတ်မှာဘာတွေဖြစ်နေလဲကျမတို့ရဲ့ခန္ဓာမှာဘာတွေဖြစ်နေလဲကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာဒီဘယ်နေရာမှာဘလို့တွေပြောင်းလဲနေတာကိုမှကိုမှမသိရင်သူများကိုဆရာလို့မရပါဘူးဒါကြောင့် coach တွေဒီမဖြစ်မနေတရားထိုင်မှုလို့လေကျမဒီ1ရက်နေ့ကနေ9ရက်နေ့အထိမှာကျမနာရီပေါင်း32နာရီတီတရားကိုပြင်းပြင်းထန်ထန်ထိုင်ပြီးတော့ကျမရဲ့ mindset တွေကိုကျမသိခွင့်ရတယ်ကျမခန္ဓာကြောင့်ကျမသိခွင့်ရတယ်အေးချမ်းမှုတစ်ခုကိုလည်းကျမခံစားရရှိတယ်ဒီအားမိတ်ဆွေတို့လည်းကျမပြောချင်တာကကျမတို့ကပေါ့နော်ဒီနေရာမှာငါမရှိရင်မဖြစ်ပါဘူးဒီနေရာမှာငါ့ကိုလူရတတိယနေမှာပဲဒီနေရာမှာငါရှိနေမှာရမှာဆိုတဲ့အတွေ့တစ်ခုကိုကုချင်းကနေစပြီးဖျောက်ဖျက်စေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျမဟိုမှာကျမဆိုလို့ရှိရင်အလုပ်တွေအများကြီးလုပ်နေတာတော့မှာပဲ
ကျမကိုသတိတရားနဲ့ဖုန်းခေါ်မဲ့သူတယောက်မှမရှိခဲ့ဘူးเนาะကျမကိုသတိတရားနဲ့ဖုန်းအရေးကြီးရင်ဖုန်းခေါ်ပါလို့ပြောတာအရေးမကြီးလို့ပေါ့ကျမမရှိလဲဘာမှမဖြစ်ဘူးဆိုတဲ့နေရာပေါ့เนาะနောက်ပြီးတော့ကျမမရှိရင်ဘာမှဖြစ်မသွားတဲ့နေရာတွေမှာအများကြီးရှိပါတယ်ကျမသားသမီးရှိတယ်သားသမီးကိုထားခဲ့ကျမကိုသတိရလို့ဆိုပြီးတော့သူတို့စိတ်ထဲမှာလည်းကျမကိုအရန်ကြီးရှိနေတာမျိုးမဟုတ်ပါဘူးကျမကိုအရန်ခင်မင်ပါတယ်ဆိုတော့မိတ်ဆွေတွေကလည်းကျမကိုအရန်သတိတရားရှိနေတာမဟုတ်ပါဘူးသူတို့ဘာသူတို့ပုံမှန်ပြောမယ်ပုံမှန်စားမယ်ပုံမှန်သွားမယ်ပုံမှန်လာမယ်အရင်နှီးဆုံးနေတော့မှပဲကျမမရှိရင်မဖြစ်ဘူးဆိုတာမျိုးမဟုတ်ဘူးကျမမရှိဘဲနဲ့ပြစ်ထားခဲ့ရတဲ့အလုပ်တွေကလည်းသူ့ဟာနဲ့သူအဆင်ပြေသွားတယ်ကျမမရှိရင်မဖြစ်ပါဘူးဆိုတဲ့လူတွေကလည်းသူ့ဟာနဲ့သူအဆင်ပြေနေတယ်ဒါကြောင့်ငါမရှိရင်မဖြစ်ဘူးငါထားသွားလို့မရဘူးငါထားခဲ့ရင်အဆင်ပြေမှာမဟုတ်ဘူးဆိုတဲ့မှားယွင်းတဲ့ mindset တွေကိုချိန်စေခြင်းနဲ့မိတ်ဆွေတို့ကဒီတရားစခန်းဆိုတဲ့နေရာလေးကိုလည်းမဖြစ်မနေသွားစီခြင်းနဲ့ကိုနဲ့နီးစပ်ရာကိုနဲ့အားတန်ရာကိုသွားစီခြင်းနဲ့ပြီးတော့ကိုကြိုက်တဲ့ဘာသာကိုကိုယ်ွယ်အဲ့ဒါကိုလည်းစိတ်ချလက်ချတေးသေးချာယုံကြည်နဲ့ကိုကိုယ်ွယ်ပြီးတော့ယုံကြည်စီးကပ်ပြီးတော့အဲ့ဒီနေရာမှာထိုင်ရတဲ့တရားတွေအဲ့ဒီနေရာမှာပြတဲ့ဟာတွေကိုတေးသေးချာချာလေးလာစမ်းစစ်ပြီးတော့ကိုတေးသေးချာချာကိုနဲ့ကိုက်ညီမကိုက်ညီလှုပ်စေခြင်းနဲ့ကျမကတော့ဒီအောင်ဒုက္ခတရားစခန်းလေးကိုကြိုက်တယ်ကျမတို့မှာရက်တူတူနဲ့ကျမတို့လမ်းပေါင်းများစွာကိုတီးခဲ့ရတယ်ရွှေတကုံဖျားကိုဘဲမုတ်ကပ်ပဲတက်ပေါ့နော်ရောက်ပါတယ်သို့ပေမဲ့လည်းဓာတ်လီကားနဲ့တက်တဲ့အခါညံဆန်တယ်လို့ပဲကျမတို့ဒီနေရာလေးကကျမတို့အတွက်ရက်တူတူနဲ့လမ်းပြပေးတဲ့နေရာလေးဖြစ်တဲ့အတွက်ဒီနေရာလေးကိုကျမသဘောကျတယ်မိတ်ဆွေတို့သဘောကျလို့ရှင်လဲ9နေရာရှိပါတယ်နေရာအကြောင်း9ကျောင်းရှိတယ်အဲ့မှာကြိုက်တဲ့နေရာကိုသွားလို့ရတယ်ပေါ့နော်ကိုဘယ်နေရာနဲ့အဆင်ပြေလဲမိုးကုတ်နဲ့အဆင်ပြေလားမဟာစီးနဲ့အဆင်ပြေလားတင်းအင်းနဲ့အဆင်ပြေလားကိုကြိုက်တဲ့ဟာကိုအားတန်တာကိုသွားပါမလုပ်ဖဲတော့မနေပါနဲ့တတိမပြတ်ပါနဲ့အိမ်မှာလည်းတရားစခန်းထိုင်ပြီးတဲ့အခါကျလို့ရှိရင်အိမ်မှာထိုင်စရာမလိုဘူးမဟုတ်ဘူးဒါလေးကိုဆွဲယူလာပြီးတော့ဒီဘက်မှာကိုယ့်ရဲ့စားတိစိတ်သားသွားတိစိတ်နေတိစိတ်ထိုင်တိစိတ်ကိုလုတ်ကင်သမျှကိုတတိလေးကတ်နေလို့ရှိရင်မိတ်ဆွေတို့ဒါလည်းအလုပ်ဖြစ်တယ်တနေ့တနာကြီးတော့ကျမတို့ကပုံမှန်တရားထိုင်စီခြင်းနဲ့ဟိုမှာတရားထိုင်ပြီးဒီဘက်မှာလွတ်သွားတဲ့အခါကျအစအနေပြန်လောက်ရတာပင်မနဲ့အားကစားလုပ်တဲ့အခါဂျင်းဆော့တယ်လို့ပါပဲကျမတို့နားထားတဲ့အခါပြစ်ထားတဲ့အခါခန္ဓာကြီးကအစ်စ်ပြန်လုပ်ပြီးပြန်နာကျင်တယ်လို့ပဲကျမတို့ညံစင်းနေတက်ပြီးသားအောင်မှာညံစင်းနေပြန်ကျသွားအောင်မလုပ်ပါနဲ့ဒါလေးကိုဆက်ထိန်ပြီးဒါလေးကိုပြန်လေ့ကျင့်စေခြင်းနဲ့ကျမကကိုကကောင်းတဲ့အရာလေးစပြီးချစ်တဲ့သူတွေကိုတတိရတယ်ကိုကောင်းတဲ့အရာလေးတွေ့လို့ရှိရင်ချစ်တဲ့သူတွေကိုမျှဝေပေးခြင်းနဲ့ကျမကောင်းတဲ့အရာလေးကိုသိရှိခံစားရတဲ့ဒီကမိတ်ဆွေတွေကိုကျမမျှဝေပေးခြင်းနဲ့ဒီလိုကျမခံစားခဲ့ရတယ်လို့ကျမဒီဟာလေးကိုသိရှိခဲ့ရတယ်လို့မိတ်ဆွေတွေကိုသိစေခြင်းနဲ့ဒီဗုဒ္ဓဘာသာမှာကျင့်တဲ့ဒီတရားကျင့်စဉ်တွေပေါ့နော်ဒါတွေဟာခန္ဓာနဲ့ပေးဆက်ရပါတယ်ကိုတွေ့ကိုနဲ့ကိုခန္ဓာနဲ့ရင်းပြီးမှသိရတဲ့အတွက်ပါးစပ်နဲ့ပြောလို့မရပါဘူးကိုတွေ့သိချင်းကိုတွေ့ကျင့်ရပါတယ်ပေါ့နော်ဒါကြောင့်မိတ်ဆွေတွေအနိကဆုံးနေရာဒီကိုယ့်ရဲ့ချစ်သူလည်းမဟုတ်ပါဘူးကိုယ့်ရဲ့တေမင်းမှာကျမအခုပြောပြီးခဏနေတည်သွားနိုင်တယ်ဒါကြောင့်မို့လို့မိတ်ဆွေတို့တတိလက်လွတ်ဘယ်ရာမှမလုပ်ပါနဲ့တတိလက်လွတ်ဘယ်ရာမှမပြောပါနဲ့တတိလက်လွတ်ဘယ်ရာမှမနေထိုင်ပါနဲ့ကျမတို့ဘာတွေဖြစ်သွားလဲဆိုတော့ရေပြီးရန်သူမျိုး၅ပါးရှိတယ်ကွာရေမီးမင်းခိုးသူမချစ်မနစ်တဲ့တော့သူเนาะဒါမျိုးတွေပေါ့เนาะကျမတို့ရေဘေးတွေမီးဘေးတွေခဏခဏကြုံတွေ့ရတယ်ငလင်ဘေးတွေတွေ့ရတယ်ရာသီဥတုထန်တဘာဝပေးရတဘာဝပေးတဲ့ထန်တွေเนาะခစ်စနစ်ကပေးတဲ့ထန်တွေအမျိုးမျိုးခံရတယ်အဲကြားထဲမှာကိုဘယ်လို handle လုပ်မလဲကိုဘယ်လိုသတိတရားလေးနဲ့နေမလဲအပေကြခြင်းလားငရဲကြခြင်းလားကုသိုလ်အကုသိုလ်နဲ့နေခြင်းလားဆိုတာကိုစမ်းစစ်ပြီးဘယ်ရာကိုအတွက်ကောင်းတယ်ဆိုတာလေးကိုတတိလေးကပ်ပြီးတော့မိတ်ဆွေတို့ကိုကျမကနေစေခြင်းနဲ့ကောင်းတဲ့အရာလေးတွေကိုလည်းဒီကနေ message လေးပေးခြင်းတဲ့အတွက်ကျွန်မဒီနေ့မှာကျွန်မထောင်ထဲရနေပြီးတော့ကျွန်မပြန်လဲရောက်ရှိလာခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကလော်ကီမှာနေတဲ့သူတွေဖြစ်တဲ့အတွက်တာရေးသမီးတွေရှိတယ်စားရေးတောက်ရေးတွေရှိတယ်လုံရေးကန်ရေးတွေရှိတဲ့အတွက်ဒီဘက်ကိုပြန်လာခြင်းဖြစ်တယ်ဖြစ်နိုင်ရင်ကျမကအဆုံးစွန်ဒီလမ်းကိုပဲရှောက်ချင်ခဲ့တာပေါ့နော်မဖြစ်သေးတော့ဒီဘက်ပြန်ဆုပ်ရတယ်ကျမမှာငယ်ရွယ်တဲ့သားသမီးလေးတွေရှိနေတဲ့အတွက်ပေါ့နော်ကျမတို့တကယ်ငြင်းချမ်းတဲ့အရာတာကိုခံစားရတဲ့အတွက်အဲ့နေရာနေဖြစ်နိုင်ပြန်မလာခြင်းတော့ပါဘူးမိတ်ဆွေတို့လည်းဒီຢာလေးကိုထိတွေ့ခန်းစားကြည့်စေခြင်းနဲ့ကိုယ်ခန္ဓာကပဲပြောတာကိုယုံပါသူများပြောတာကိုမယုံပါနဲ့သူများပါဆက်ဖျားမှာလမ်းဆုံးတာဒီတိလိษံဖြစ်ပါတယ်တိလိษံလေးတွေကိုကျမတို့စားတယ်မလားစားတဲ့အခါကျတိလိษံလေးတွေကကျမတို့ပါဆက်ထဲမှာလမ်းဆုံးပြီးဘိုက်ထဲရောက်နောက်ဆုံးကျချီးပါပြီးတော့ဘွားဆုံးသွားတယ်အဲ့တော့သူများပါဆက်ဖျားမှာလမ်းဆုံးတဲ့သူမဖြစ်စေခြင်းဆိုလို့ရှိရင်ကိုယ်ခန္ဓာနဲ့ယဉ်ပြီးတော့သိရတဲ့အတိတရားလေးတွေကိုမိတ်ဆွေတို့ကိုယ်တိုင်လေ့လာပါသုံးသပ်ပါရှုမှတ်ပါလို့ပြောချင်တယ်ချစ်တဲ့လွင်နှင်းစီလိုင်းပါဘိုင်ဘိုင်